တခါတလေကြာရင်ကျမတို့ဟာဟင်းချက်ရတာပြင်လိုက်တာအိမ်လုပ်တွေလုပ်ရတာတားကြီးငွေဖို့ကောင်းတာပဲဆိုပြီးညင်းညူကြဘူးတယ်မဟုတ်လားဒါပေမဲ့ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါဒီလူကသူ့ရဲ့6ရောက်တွေသုံးပြီးခောက်ဆွဲပြုတ်နေတာပါကျမတို့အလွဲတကူလုံနိုင်တဲ့အရာလေးရာသူ့အတွက်တော့နေ့စဉ်တိုက်ပွဲတစ်ခုလိုပါပဲမှန်တိုင်းကျမပြောရမယ်ဆိုရင်ဒီမှာအိမ်လုပ်တွေဟင်းချက်ရဆိုရှင်ကျမတစ်ခါတလေကြာရင်မချက်ချင်ဘူးစိတ်ပြတ်တယ်အိမ်လုပ်တွေမလုပ်ချင်နဲ့သူ့ရဲ့တနေ့တာဖြတ်တန်းတဲ့ဗီဒီယိုလေးကြည့်လိုက်တော့ကျမတော်တော်ပဲတန်ဝေကရသွားတယ်ကျမပင်မဲနေလို့ထင်လိုက်တဲ့အခက်ခဲတွေကသူ့ရဲ့အခက်ခဲနဲ့ရှင်းလိုက်လို့ရှင်ဘာမှမဟုတ်တော့ပါဘူးသူ့မှာကျမတို့လိုလက်တွေမတန်ဆွမ်းပါဘူးဒါပေမဲ့သူ့မှာရှုံးမပေးတတ်တဲ့စိတ်ကတော့ရှိပါတယ်လူတိုင်းမှာအခက်ခဲပိုစီရှိကြတာပဲဒါပေမဲ့အဲ့ဒီအခက်ခဲကိုဘယ်လိုကြော်လွှားမလဲဆိုတဲ့စိတ်ပဲဆိုင်ပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့ကျွန်မရလိုက်တဲ့သင်ခန်းစာတော့ငါမှဘာတွေမရှိဘူးလဲဆိုပြီးတော့ရှာနေမဲ့အစားငါမှရှိတာလေးနဲ့ဒီလိုအခက်ခဲကိုဘယ်လိုကြော်ဖြတ်မလဲဆိုတဲ့စိတ်သက်ခွန်အောင်ရရှိစေပါတယ်ခုကြည့်နေတဲ့ညီကိုမောင်နှမတွေလည်းနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဘယ်လိုစိတ်သက်ခွန်အားမျိုးနဲ့ကြော်ဖြတ်နေသလဲဆိုအောင် comment မှာရေးခဲ့ပြပါဦးနော်အားလုံးပဲတာယာလှပတဲ့နေ့ရက်တွေပိုင်ဆိုင်ရပါစေလို့ဆုတောင်းပေးပါရရှင်